Hello, tôi mấy chị nhà làm gì mà làm bố lê tôi đi chơi xe này mà chơi số bài cho đi đi nó cho mấy chị được sang ngày trở lại tao là xe này chậm cho là bên này tôi vừa phòng này ra video qua trên break của nó tôi giờ bây giờ mà chơi bài rồi đi xe xe mà ra được mà cho nó tôi đi chơi xe này subscribe để bị áp bị bắt đầu chơi bài đi phải đi xe gì ba chồng gì ba này cho nó đã nhảy nó đi phải chỉ tiền nào bảo sớm đi sao vậy cho tiền nào á rồi thì ra đấy mà cho chi về số đó cho đã cái đó thì cái nó sân bay cái là đầu sẽ nên là nó đầu nó sẽ sợ hả trả ra về đi của nó nếu mà cho nó bị cái cho nó bị chuyện thì khuy cái này thu vào và sinh nhật này này ký cho mà hả bọn nó ký nhật này này và sinh nhật này này cho nó break thu vào này nó thì trả lại alo mà tiêu giảm được đó khuy mà nên mà nhỏ thì rất là toại thì trả ra bên này mà này cho nó thì cho mấy chị giàu đấy nên mình chui ra bây giờ cháu đi nào hết và cho nó thì đi ra cửa đi xa bây giờ cửa bé đó thì chào bé cho nó trả ra bên đi được kia thì mà khai rồi cho nó mình đến đâu cái nhà thị sĩ đó đó nhà này cái nào chút để mà tổ nhà chị đó cái đó người đi tổ nhà chị thì mà lấy đâu cho nó xoay ra cái đó mà nó đi lên bao nó khổ này xin lên bao sang ngày thì bây giờ cho nó 아예 바와리 또냐 나가디 코 또냐 나가디 코 가도냐고 어 가도냐고 니고기 또냐레시 나오미 저 토크나네ပြန်တိုက်တော့မနေ့4ဆိုတော့ကားတစ်လုံးပါတယ်အဲ့ဒီကူချီဆိုတော့မပါဘူးပေါ့နော်အဲ့ဒါဆက်ပြီးတော့တွေးသွားမယ်မနေ့တော့ပြန်ညတိစီရ3ညနေတွေ့တဲ့ကကူချီနော်အဲ့ဒီ3နဲ့ကူချီနဲ့ပေါင်းတော့9နဲ့10နဲ့ပေါင်းရှိပြီး7ခုဖြစ်တယ်ခုပေါ့နော်9ပေါင်းပါဒီနေ့လက်ကဒီနေ့ခုနေ့ဒီတော့ဒီကျွန်တော်နောက်နေ့အနည်းနဲ့ရှင်းပြရမှာပေါ့နော်အဲ့လိုဆိုတော့နောက်နေ့ဒုက္ခနာဒီမနေ့နေ့ညနေ3ညတိနေ့3ညတိဆိုတော့နေ့နဲ့နှလုံးစီးသွားတယ်နော်ဒီဆိုပြီးတွေ့ကြည့်ကြမယ်နေ့နောက်ပိညာတိစီက9ခုညနေကလေးက3ညတိ5ခု3ညတိပေါင်းရှင်းပြီး9နဲ့9နဲ့ပေါင်းရှင်းပြီး14တိနဲ့ပေါင်းရှင်းပြီး15ဖြစ်တဲ့အတွက်ကြောင့်9ပါ9ရက်ပါပါဒီ3ညလက်ကဒီခု9 3ညခုနေပုံပြီး9 3ညခုနေပုံပြီးဒီကျွန်တော်ဒီထုတ်ခဏပြန်တိုက်တော့မနေ့ခု3ဆိုတော့ခုတစ်လုံးပါတယ်ညနေ3ညတိဆိုတော့3ညတစ်လုံးပါတယ်နော်အဲ့ဆိုရင်ဆက်ရပြရမယ်မနေ့နောက်ပိညာထိစီက4 3ညနောက်ပိကနဲ့ညနေကနဲ့ဒီ3ညတိဒီ3ည3ညတိပေါင်းရှင်းပြီး4နဲ့3ညနဲ့ပေါင်းရှင်းပြီး4တိနဲ့ပေါင်းရှင်းပြီး5ဖြစ်တဲ့ကြောင့်5ပါ5ရက်ပါပါဒီ3ညလက်ကဒီခု5 3ညခုမနေ့တော့ကျွန်တော်ပြခဲ့တဲ့ဒီကုန်ကြီးဒီ9 3ညခုနေကုန်ကြီးရတဲ့ရှိအဲ့တော့ထွက်တာပါထွက်လဲဘုဒ္ဓဦးနေမနေ့နေ့ရှိညနေ3ညခု3ညခုတော့နှလုံးပါနော်အဲ့ဆိုရင်ဒီနေ့ကျွန်တော်တို့
15ရက်1လ2026ကြာတာဒီနေ့အတွက်ကမနေ့ကပညာထေးကြီးပြီး33ညညနေထွက်ကနေပြီး3ညခုဒီနေ့ကြာတာဒီနေ့အတွက်ပြီးရှာတာနော်33ည3ညခုအဲ့တော့ပေါင်းရှင်းပြီး33ညနဲ့ပေါင်းရှင်းပြီးတော့ခုနဲ့ပေါင်းရှင်းပြီး10ဖြစ်တဲ့ကြောင့်3ညပေါင်းရတယ်9နဲ့ခတ်ပြီးတော့ဒီ3ည5 3ဆိုရင်လမ်း3လုံးဒီဒီကုန်ကြီးအဖြစ်ကစားပါပါနော်ဒီကုန်ကြီးကစားတယ်အဲ့တော့မိတ်ဆွေဒီဒီကုန်ကြီးကစားမယ်ဆိုရင်3ည5လုံးပေါ့နော်ဒီနေ့လည်းပဲအဲ့တော့ဒီကြီးနဲ့တူတူတွဲပြီးထိုးရမယ်ဝိုင်းချင်းဒီခါတိုင်းကျွန်တော်ပေးနေတာနော်28မနေ့နေ့ရှိညနေ3ညခုကိုခါတိုင်းပေါင်းနေရမှတ်တဲ့ဖြစ်တဲ့81နဲ့ပေါင်းမယ်ပေါင်းရင်3ညနဲ့1နဲ့ပေါင်းတော့ဒီ8နဲ့8နဲ့ပေါင်းပြီး16ဖြစ်တဲ့တော့6ပါနေ့ရက်နဲ့ကတည်းကခုနဲ့ကတည်းက3ညနော်အဲဒီညမှာအလျော်ထီးနဲ့ကျွန်တော်တို့6တေးဆိုရယ်ကပ်ပတ်ဝန်းကျင်တစ်ပြရမယ်4 3ညနဲ့ကပ်ပတ်ဝန်းကျင်တစ်ခွဲရမယ်ဟောဒီဝန်းကျင်အနေနဲ့ကစားမယ်ဆိုရင်ကျွန်တော်တို့ဒီ6တေးနဲ့4 3ညနော်ဒါအပြီးကစားအောင်ပါပေါ့6တေး4 3ညအညီကစားမယ်နော်အဲ့တော့ဗီဒီယိုဖိုင်ကိုကြုံကြည့်ပြီးဆောင်ကြည့်ပါ subscribe လုပ်ပေးပါနော်6တေး4 3ညပြီးကစားမယ်အညီကစားမယ်အဲ့တော့ပြီးရင်လည်းဒီအနေနဲ့က3ည5 3ဆိုတဲ့နေပုံပြီးရထားတယ်ဝမ်းရှိအနေနဲ့နော်6တေးဆိုတဲ့ဝမ်းရှိတစ်ခုရတယ်4 3ညဆိုတဲ့ဝမ်းရှိကပ်ပေါင်းတစ်ခု6တေး4 3ညနော်ဒီအနေနဲ့က3ည5တော့ဝမ်းရှိကပ်ပေါင်းအနေနဲ့က6တေး4 3ညအဲ့တော့ break ဒီ level ကျွန်တော်တို့ကတ်တီတွေအတွက်အရေးကြီးတာဖြစ်တဲ့ပြီးတော့ကျွန်တော်ထိပ်ပေးရှင်ဖြစ်ပါတယ် break ကဒီနေ့ကျွန်တော်ရထားတဲ့ break က6 9 break 6 9လေး break အညီကစားမယ်နော်6 9လေးကိုအညီကစားမယ်လုံးပိုင်းလုံးပိုင်းဒီကျွန်တော်တို့ဒီနေ့ကြာသပတေးနေ့အတွက်လုံးပိုင်းဒီကျွန်တော်တို့6 9လုံးပိုင်းရှိပါတယ်လုံးပိုင်းအနေနဲ့ဒီတော့6 9အညီနဲ့ကစားမှာပေါ့နော်ကျွန်တော်လည်းကြိုက်ပါတယ်6 9အညီနော်လုံးပိုင်းပြီးကျွန်တော်ခွေကနန်းပေါ့အခွေကနန်းကဒီမှာနေပုံကြီးဖြစ်တဲ့ကျွန်တော်တို့3ည5 3ကိုဒီကမေးရတဲ့ဒါကျွန်တော်တို့ထည့်ပြီးရင်ဖြစ်ပါတယ်3ည5 3ဒီနေ့ကျတာဒီနေ့အတွက်က6 4 9ခွေကနန်းအနေနဲ့ကကျွန်တော်တို့3ည5 36 4 9ပေါ့နော်main ထိုးခွက်လာမယ်ကျွန်တော်ဒီ main ထိုးခွက်အနေနဲ့ဆိုရင်နော် main ထိုးခွက်အနေနဲ့ဆိုရင်ကျွန်တော်တို့ဒါ
ရှောက်လေးနော်ရှောက်ကိုရှောက်သုံးရှောက်ငါကိုလေးကိုငါဒီ6ပဲပေါ့နော်အဓိကမင်းအနေနဲ့ကမယ်ဆိုရင်တော့ကျွန်တော်ဒီ6ပဲဒါအားပြီးတော့ကစားမှာပေါ့နော်ကျန်တော့မိတို့ကိုယ်တိုင်ကပ်ရက်ဒီအခွေကနန်းကိုကြိုက်ရင်မိတို့ကတက်ပြီးတော့နိုင်ငံကနန်းတွေကိုထိုးနိုင်ပါတယ်ခင်ဗျနော်အဲတော့ကျွန်တော်ဗီဒီယိုမှာရောပြီးဆုံးကြည့်ကြွားပြီးရတယ်ဒီဒီမိတ်ဆွေများကတော့ကျွန်တော်ဒီနေ့15ရက်တလ2026စကားပေးနေတော့ဒီခုံရတိုင်းမှာပြီလို့ထူတောင်းပေးရင်ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျ